အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကျွန်တော်တို့တင်မောသားတွေစင်ကာပူနိုင်ငံမာရီနာဘေးဆိုတဲ့နေရာလေးမှာပေါ့နော်ဒီ passenger တွေတင်မောစီးတဲ့စိတ်ကမ်းကနေတင်မောသားခရူချင်းတဲ့စိတ်ကမ်းကနေကျွန်တော်တင်မောကြီးပါဘူးကားတဲ့နန်ခီအတွေ့အကြုံလေးကိုတင်မောပေါ်ရောက်တဲ့အထိရိုက်ပြပေးထားပါတယ်အခုမြင်တွေ့နေရတဲ့တင်မောလေးပေါ့နော်ဖယ်ရီဘုတ်လေးနဲ့ကျွန်တော်တို့တင်မောကြီးပေါ်သွားမှာဖြစ်ပါတယ်ဒီဆိုလို့ရှိရင်ကျွန်တော်တို့အခုစီးမဲ့တင်မောကြီးပေါ်ကိုစတင်ပြီးသွားနေပါပြီနိုင်ငံကူး passenger ရှင်းတင်မောကြီးတွေလည်းဒီနားမှာပဲစိုက်ခဲ့တာဖြစ်ပါတယ်။စီမံတင်မောကြီးလည်းဖြစ်ပါတယ်။အခုဆိုရင်တော့အခုစီမံတင်မောကြီးပေါ်ရောက်ပါပြီ။ကျွန်တော်တို့ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေကိုလက်ပြောင်းယူပြီးတဲ့နောက်မှာဟန်နိုဗာလွဲပြီးတဲ့နောက်ပိုင်းမှာဒါလူခေါင်းတွေပြန်มาပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကြောက်ကွင်းမှာခရူတွေချင်းနေတာပဲဖြစ်ပါတယ်ဒါတော့စင်ကာပူနိုင်ငံရဲ့မြို့ပြင်မြင်ကွင်းအလားတချို့ပဲဖြစ်ပါတယ်